တကယ်ရေရှင်းဟာဒီဘိုင်းကြီးပဲ Oh my god ဟာနေရောကဒီဘက်ကကင်မှုလို့လည်းမရကွန်ပြစ်လို့လည်းမရတဲ့အဆုံးကတော့လက်နဲ့လိုက်ရမ်းကြပါပြီခင်ဗျာတကယ်ရေရှင်းငါးရှိရဆိုတဲ့ထိုင်းနိုင်ငံရဲ့ကွန်နေရောပြမှာဖြစ်ပါတယ် ready 1ဟုတ်တယ်မစင်းဘူးလေမတိုက်ဘူးသူတို့လာပါသေးဘူးညနာတဲ့ကောင်ဘူချောတယ်ဘူရအောင်မြင်မှုလေ Oh my god ရပြီ YouTube channel မှာတယ်မှာ YouTube မှာ Hey ဒီကတော့ကျွန်တော်တို့ဒီစတုံးကုမ္ပဏီအဖွဲတွေငားလာများဖြစ်ပါတယ်ခင်ဗျာဒီရကိုလေအချင်းလည်းကြီးလို့အေးလို့လာတိရှိတယ်လို့အဲ့ကြောင့်ဘာလဲနေချောင်းအဲ့တော့ထိုင်းနိုင်ငံရဲ့တနေရာမှာကျွန်တော်ငါးများထုတ်ခဲ့တာဖြစ်ပါတယ်တကယ်လာတယ်မြင်ဝင်လေးစပါးဝင်နေကြည့်ပြီ တက်ကူလိုက်ဘယ်နှကောင်မရဘူးဘယ်တော့တကောင်ကုန်တော့မှာညသားတက်လို့မတက်နိုင်တော့ငါလည်းရေရှင်းငါးရှိတယ်ထိုင်းနိုင်ငံဖြစ်ပါတယ်ခင်ဗျမကြီးလည်းရောက်ပါကုန်ပြီတော့မယ်စားမကြီးလားကြားလိုက်ကျွာရှိကြီးကိုဝင်ပြလိုက်လို့ရှယ်ပဲနော်ဟုတ်တယ်ရောက်ပါဟုတ်တာprofessional ကွန်ပျူတာပါခွေးအနေကျွန်တော်တို့ငါးစာချုပ်3လသာခေါ်ထားတာဖြစ်ပါတယ်ခင်ဗျာဒါတော့ကျွန်တော်တို့ရဲ့နီးပြ coach ဝိုင်ကြီးတဲ့အနေခေါ်တာဖြစ်ပါတယ်ဘယ်လိုမျိုးကတိတာကိုဖမ်းရလဲဆိုတော့ပြရတယ်ဖြစ်ပါတယ်ဟုတ်တယ်ခင်ဗျာလုံးဝနေမှာဟိုဘက်ကိုပြဒီဘက်ကိုပြကွန်ပျူတာမှာပြတယ်ခင်ဗျာဟုတ်တယ်ခင်ဗျာဟုတ်တယ်ရေရှင်းငါဟုတ်တာသုံးကောင်ပါအလာမင်းခွင့်ဝေးရမကိုရဟုတ်တာဒီကဝိုင်းဘူးလို့ပါဒီကငါးပေါ်တက်ကြဖို့လို့အဲ့လောက်လေးလိုက်တော့နေကျွန်တော်လှောက်လိုက်
啊，怎么？那咋票没了？好点吧？那边丢边，丢边。那空没马上就搞没有。丢过去。哇。你少个六米要不要啊？哇，你好多。哎，这嘛面细呢？那多少块？啊，拿公票嘛，拿公票。拿点白钱的人家我的。啊，以后给他。啊，这个拿来，我这个拿来。啊，哎。ဟုတ်တယ်၄កောင်ပါတယ်အာတကယ်ပဲဒီမှာအောင်တကောင်ဒီနားမှာတကောင်အာအားတော့မြန်မာနိုင်ငံအလယ်ပိုင်းကခေါ်ထားတဲ့ကွန်ပြစ်ပညာရှင်နှစ်ယောက်ဖြစ်ပါတယ်ကွန်နှစ်ယောက်ပြမှာဖြစ်ပါတယ် ready 1တော့ရေးမပါလားချိန်ပရီးတွေဟုတ်တယ်ငါပြစ်တာတော့မွိုင်းကမ္ဘာကွန်ပြစ်ပညာရှင်နှစ်ယောက်ကပြစ်လိုက်တာငါပြေမလာပါခဲ့လို့တော့ညအိတ်ထုတ်ရတော့မှာမဟုတ်ဘူးမိုးရိတ်ငါမိုးဟောဒါတော့ကျွန်တော်အရက်တစ်ခေါက်ဝင်ပြီးတကာလာနေပြီးတော့တကုန်းသားလေးကျွန်တော်မြည်ကိုတော့နေပြီးတော့နေထူးနိုင်လို့ခေါ်ငါဖန်ပညာရှင်များရဲ့ဒုတိယနီးတနည်းဖြစ်ပါတယ်ခင်ဗျငါ့ကိုဟိုဘက်ကနေ6ပြီးဒီဘက်ကို9ဝင်မဲပေါ့ဗျာကျွန်တော်တို့တင်ချာနီးရတွတ်ချစ်ပြီးစီစဉ်လာကြတာဖြစ်ပါတယ်အာဒီမှာပြနေတာ line ဝါကောင်နေလဲအာဗီဒီယိုကြည့်ရကောင်နေလဲ9000နီးပညာအတက်ရအောင်မဟုတ်ဘက်ကရှင်းနေတာမရဘူးထိုင်းနိုင်ငံမှာတော့ရေရှင်း98လို့ပြောတာပဲဗျာတကယ်ဟုတ်လားမဟုတ်လားတော့ဒီမှာလာကြည့်လိုက်တော့ကျွန်တော်တို့ရဲ့နီးပြ3လစာချုပ်နဲ့ခေါ်လာတာဖြစ်ပါတယ်လို့လည်းမရကွန်ပြစ်လို့လည်းမရတဲ့အဆုံးကတော့လက်နဲ့လိုက်ရမ်းကြပါပြီခင်ဗျာတကယ်ရေရှိရ98ရဆိုတဲ့ထိုင်းနိုင်ငံရဲ့အစင်လာကိုတကယ်ပဲလုတ်ပေးနိုင်ကြမှာလားအရက်တလုံးဝင်ပြီးတဲ့နောက်မှာတော့အကုန်လုံးဟာဟုတ်တယ်ခင်ဗျာလက်နဲ့ရမ်းလည်းရတာပဲခင်ဗျာလက်နဲ့ရမ်းလည်းရပါတယ်ခင်ဗျာတကယ်ရေရှိငါးရှိတဲ့နိုင်ငံမှာဟုတ်တယ်လွတ်လိုက်ဟုတ်တယ်ခင်ဗျာအပြိုင်ပွဲကျင်းပသည်အတန်းတိုင်းကရှင်ပြိုင်သည်ကျမ်းမာကြငိုင်ထိုးရှင်ပြိုင်အနိုင်ရသူစုပေးမိဟုတ်တယ်ခင်ဗျာဟုတ်တယ်တဲ့ဟေးဟိုဘက်ကိုလွတ်တော့တာရတာမသိသေးဘူးတကယ်ရေရှိရငါးရှိရဆိုတော့ဖော်မြူလာတော့ဟုတ်တယ်ခင်ဗျာလေးလောက်ကားရှင်တော့ဟုတ်တယ်ခင်ဗျာတကယ်ကြီးတယ်ဟာအေးဟုတ်တယ်တကယ်ဆရာကြလူတာတီးတီးလေးလည်းဖမ်းတာပဲခင်ဗျာ你给我接到这了吗？我会冲一股了吗？没讲的一个。ဒီဘက်ကိုတစ်ဖက်ကိုကန်နေတယ်မဟုတ်တစ်ဖက်က我现在也没见过ပြလိုက်ပါဦးတော့မတွေ့လားတကယ်ရေရှိဟာဒီဘိုက်ကြီးပဲ Oh my god ဟာနေရောကဒီဘက်ကကန်ဘူးဒီလက်နဲ့လိုက်စမ်းတာတော့လောက်ကြီးတာရရတယ်
ဟာလို့ ရပါတပတ်ကကိုင်းထွက်တော့မှသူ့လို့ခုံမိ ကြီးရှင်းလို့ပြတော့ကြာလာလောက် ဘုံပေါ်မှာနေရတော့နေပြင်းသွားပါပြီလို့ဝါရောဗျာ Oh shit ဆရာသမားတို့ထိုင်းမှာရေရှိရငါးရှိတယ်ထိုင်းမှာရေရှိရငါးရှိတယ် ခေါ်ရရ ဟာ နေရတော့ ငါခုံတော့မှာခုံတော့မှာ ကြီးတယ်ကိုကြီးတယ်ဟာလို့ကလာဟာလုံးပါကြီးရှုံးစိတ်တိတ်ရှိတာညမလာရရ Oh Oh my god ကိုရတကယ်ကိုရတကယ်ရကိုရအောင်ရမှုတွေဆက်ချုံလိုက်အောင် နေကနာနေဒီမှာအိတ်ဖြေလိုက်ဦးမှာ Oh လွတ်သွားတာလွတ်သွား ဟာဒီဘက်ကိုတစ်ဖက်ကိုကိုင်းတစ်ဖက်ကိုကိုင်းလည်းမိထိုင်လားအဲ့ညမရတော့ဘူးလို့ရောရပြီလားထဲလိုက်တာဆိုနေခဏလေးညနာတက်လိုက်ကောင်ဘိုကြောတွေ ကိုရအောင်မြင်မှုတွေ Oh my god ရပြီ တောင်းမှကြီးပဲကြည့်ရ YouTube channel မှာတင်မယ် YouTube မှာဒါကတော့ကျွန်တော်တို့လောက်တဘူးလောက်တော့မလင်းကုန်ပြီတကားလား ဒါဘာမျိုးအဲ့ဒါပြီးမှအတန်ထဲလို့ရတယ်ငါလုံးမမဲတက်သွားကြပြီဟွာဟိုနာကန်ကြမှာသင်တော့ အဲ့ကဟိုဘက်မှာထားခဲ့လားမသိဘူးဘယ်နာထားခဲ့လဲအိုးဒီလိုတစ်ချက်လောက်ပြရအောင်ရှေးငါတို့ကြီးကြီးတွေပဲငါဒါကတော့ကွန်ပညာရှင်တစ်ယောက်ဖြစ်ပါတယ်ကွန်ကိုဘယ်လိုအသုံးချရမလဲဆိုတော့အကောင်းကောင်းသိရပညာရှင်တစ်ယောက်ပါအိုးတကယ်ဟုတ်ပါတယ်ခင်ဗျာဟာအိုးမလေးလက်အောက်ကြီးမလေးယောက်ရေကွန်ကမျိုးမျိုးအသုံးချကြည့်တာဟိုတကယ်ကြီးอ่ะငါလားဟုတ်တယ်သူတို့ရိုးရဒီပြလိုက်တော့တစ်ခွက်လောက်တိုက်လိုက်တောင်းဒီကိုဒီတိုက်လိုက်ဒီလိုတိုက်လိုက်လဲအာဆရာကြီးကလည်းဒါနီးပြပြကျွန်တော်တို့မြန်မာနိုင်ငံကနေပန့်ပိတ်ထားတာတစ်လောက်ရှစ်ဟောတရက်ကို8000နဲ့တင်းဒီကို8000နဲ့ပန့်ပိတ်ထားတာ ဟိုကလေးတောင်ပြီးတာငါဘယ်လိုရွေးတယ်ရွေးတယ်ဒီထဲမှာဒီချက် ဒါရက်တော့ဖို့အတွက်ကြီးဖန်တီးနေကြတာဖြစ်တယ် ပြေးပဲတယ်မပါဘူးကဲ ရေပဲသားဒါတော့ဒီဘက်ကဆရာကြီးရဲ့ပြဿနာကိုပိုက်စိတ်တိုင်းရတယ်ဆိုတော့ပိုက်စိတ်တိုင်းနီးပညာဖြစ်ပါတယ် အပလီခိုင်းရ ကနနဲစုထောင်းလေးပေါက်ချဟေးဟေး အားကတော့မှညာဟိုကကန်နောက်တော့ဒီကဘယ်လိုရတာရေးကြည့်ပါလေအဲ့ဒါလေးတော့ဒီကုန်းလေးပါတင်နေခိုင်း အာဘာဖြစ်လဲ YouTube ကမကြိုက်ရင်ပြက်လိုက်မယ်တို့ဟာတို့ကျွန်တော်ဖြစ်သေးရမလို့မပြေမနှစ်ကောင်နဲ့ မစင်ပါ ဟမ်မစင်းဘူးလေမတိုက်ဘူးသူတို့လာပါသေးဘူး လာတိုက်တယ် ငါတော့ဖမ်းတဲ့ဘွဲကတော့ပြန်ခဲ့ပါပြီခင်ဗျာခုချိန်ပါပြဘယ်လိုတွေဖိတ်ခေါ်နေလဲတော့မသိပါဘူး မဟန်ကဲ ငါလည်းဟိုးရှက်ချိန်တော့မှာတော့တော့ဘောလာညောင်းလေးနှစ်မြောင်း မမတို့ရမရအောင်ဘာငါပြီးပါငါရ မပြေမရအောင်ဘိုးရကြီးရတိုင်းလဲ စင်နာတော့ဒီကတော့ပို့စေဒီပဲ လောက်ပါကြိုက်ပါဦး